ရွှေရောင်မြေမြန်မာနိုင်ငံကနေကြိုဆိုပါတယ်ရွှေရောင်လောဝက်ချက်တဲ့ခင်မီအင်ဂျင်နီယာအသက်ပညာနဲ့ပေါင်းစပ်နေတဲ့နိုင်ငံတစ်ခုပေါ့ဒီနေ့မှာတော့ကျွန်တော်တို့ရဲ့ဝိသေသတွေကိုဖော်ကျူးနေတဲ့ထူးခြားတဲ့အထင်ကရနေရ9ခုစီကိုခေါ်ဆောင်သွားမှာပါအမြင့်ဆုံးတရားတွေကဒီအမွန်မြတ်ဆုံးဈေးဒီပထိုးတွေအထိအားတင်စရာတွေကိုခန်းစားကြည့်လိုက်ရအောင်ရှမ်းပြည်နယ်ရဲ့တောင်တန်းတွေကြားမှာပုံကွယ်နေတာကတော့ဒန်ဒါရီလာဂုတ်ထိတ်တရားကြီးပဲဖြစ်ပါတယ်1900ပြည့်နှစ်မှာ Pennsylvania Steel Company ကတည်ဆောက်ခဲ့ပြီးချောအောက်ခြေကနေ102မီတာမြင့်မားပါတယ်။နေပေါင်း100ကျတန်းရှိတဲ့တရားကြီးကိုဖျက်တိုင်းရတယ်လို့စိတ်ကူးကြည့်ပါ။ကြီးမားတဲ့ထုံးချောက်6ချီတွေကိုငုံကြည့်ရင်ပေါ့။တချိန်ကကဘာဒုတိယအမြင့်ဆုံးယထာလန်တရားထိခဲ့ပါတယ်။မေကွန်းတကူမေပါသေး။တင်းဆိုရင်ပဒင်းပေါက်ကနေအပြင်ကိုငုံကြည့်ရပါမလား။တင်းဟာတတိရှိတဲ့ဆိုရင် comment မှာပြောခဲ့ပြီအောင်နော်။နောက်တစ်ခုအနေနဲ့အမရဘူရမြို့စီတွားကြရအောင်။ကဘာအရွှေဆုံးကျွန်းသစ်တရားကြီးကောင်မှာလမ်းလျှောက်ဖို့ပေါ့1850ခုနှစ်မှာမြို့စာအေးဥပိန်ကတိဆောက်ခဲ့တာပါ1.2ကီလိုမီတာရှည်လျားပြီးကျွန်းတိုင်ပေါင်း1068တိုင်အသုံးပြုထားပါတယ်ဒီတိုင်တွေကိုအင်ဝါကရှေးရောက်နန်းတော်တစ်ခုကနေယူဆောင်ခဲ့တာပါတောင်တမန်အင်းပေါ်မှာနေဝင်သွားတဲ့အခါတန်ကာတော်တွေနဲ့ဒေသခံတွေရဲ့အရက်ပုံရိပ်တွေကမော်ဆန်တဲ့မြင်ကွင်းကိုဖန်တီးပေးပါနဲ့တိုက်တယ်လာတဲ့နေဝင်စည်းကြကိုသိမြင်ဖို့ပါသလားဒီနေရာမှာအတူလန်းဆောင်ခြင်းတဲ့သူကိုတက်လွတ်လိုက်ပါအောင်ရွှေတကွန်းကိုမရောက်ရင်ညမာပြည်ရောက်တယ်လို့မဆိုနိုင်ဘူးစစ်မှန်တဲ့ရွှေပြားများစွာနဲ့ဖုံးလို့ထားပြီးဇီဒီတော်ရဲ့ထိတ်ဆုံးမှာ86 carat ရှိတဲ့စိန်တလုံးစီးချထားပါတယ်။တန်တာကြီးရဲ့တက်တန်းပေါင်း2600ကျော်ပြီလို့ဆိုကြပါတယ်။ဒါကြောင့်ကမ္ဘာတက်တန်းအရင်ဆုံးတမိုင်းဝင်ဇီဒီတော်ဖြစ်လာပါတယ်။ညဘက်မှာတော့ရွှေရောင်ဝင်းပါမှုကြောင့်ရန်ကုန်မြို့ရဲ့ကောင်းကင်ရံကိုလင်းထိန်စေပါတယ်။ဒီဇီဒီတော်မှာဘယ်လောက်ရွှေရှိမလဲခန့်မှန်းကြည့်နိုင်မလား။တင်းရဲ့ခန့်မှန်းချက်တွေကိုအောက်က comment မှာရေးပေးခဲ့ပါအောင်နော်။နောက်ဆုံးအနေနဲ့ပကံကဖျားပထိုးပင်လေကြီးကိုတွေ့မြင်ရမှာပါ။ရှေးရောင်အဆောက်အဦပေါင်း2000ကျော်မြေပြန့်လွင်ပြင်မှာပြန့်နှံ့နေပါတယ်။မနေ့ကနေ့မှာမိုးပြောင်ဘူးလုံးတွေကကောင်းငင်ရမှာပြည့်နှံ့နေပြီးအိမ်မက်တစ်ခုလိုမြင်ကွင်းကိုပေးစွမ်းပါတယ်။ဒါကြောင့်မလေး UNESCO ကမ္ဘာအမွေနစ်ထစ်လာတာပေါ့။သင်ဆိုရင်ဘာကိုရွေးမလဲ။ e-bike ကလက်ပါမလား။ဒါမှမဟုတ်မိုးပြောင်ဘူးလုံးစီးမလား။